Hi မောင်လေးတဲ့အမားတို့ခင်လာလဲကြာပြီမှတ်လားတဲ့ဟုတ်ပြတဲ့မောင်လေးမာတဲ့ဒီ girlfriend မရှိဘူးမှတ်လားတဲ့မရှိပါဘူးတဲ့ဒါဆိုတဲ့အမားတို့တွဲကြမလားတဲ့အမမောင်လေးကိုချစ်တယ်ဟုတ်အေးပေါ့တန်ရုံးနေရှိတာပေါ့နော်ခင်လာကြာပြီဆိုတော့လဲကောင်မလေးဘက်ကလည်းချစ်လွန်းလွန်းလဲကောင်လေးကိုဖွင့်ပြောလိုက်တာပေါ့နော်ဒါမျိုးရှိပါတယ်ဒါဆက်ဆရာတော်မဟုတ်ကိုချစ်တာကိုချစ်တယ်လို့ပြောတာလေအားဖြစ်ပါအောင်မိန်းကလေးဖြစ်ဖြစ်ယောက်ျားလေးဖြစ်ဖြစ်လေပြောလို့ရတာပဲဟုတ်မလားအားတဲ့တောင်းပန်ပါတယ်ဗျာဒီတောင်းကိုအေးပါကွာအေးပါဟာကောင်းပါလေကောင်းပါလေယောက်ျားလေးဘက်ကလည်းအဲ့လိုပုံမှန်လေးလေးပြောတာကောင်းတယ်တကယ်ကောင်းတယ်ဘာလို့လဲဆိုတော့အစားထိုးပြီးတော့မေ့နိုင်မလားဆိုပြီးတော့ဒီတက်ကိုတွေ့လိုက်လို့ရှိရင်တကယ်ကြီးမမေ့နိုင်မနဲ့ဟိုတက်ကပြန်လာခဲ့လို့ရှိရင်ဒီကောင်မလေးပဲခံစားရမှာဒါယောက်ျားပြည်သားရေလို့ပြောလို့ရတယ်เนาะဒီမရတာတကယ်လေးစားတယ်ဘာလို့လဲဆိုတော့အဲ့လိုမျိုးမမေ့နိုင်သေးပေမဲ့အစားထိုးပြီးတော့လည်းမတွဲဘူးဒီကောင်မလေးကငါ့ကိုလာပြီးတော့ရေးစကားပြောတာကငါ့ကိုသူငါ့ကိုချစ်နေရပဲဆိုပြီးအထင်သေးပြီးတော့လည်းပြန်မတွဲဘူးရမလားဆိုပြီးတော့လည်းမစမ်းသက်ကြည့်ဘူးကွာဒီဗလားတော့တကယ်လေးစားတယ်ဟိုရီးစားအောင်မမေ့နိုင်သေးဘူးဆိုပြီးတော့ကောင်းမှုမလေးမင်းကလေးကိုပြန်ပြောပြောင်းကြီးအမတဲ့ဒါရီးစားအောင်ဖြစ်မယ်နော်လူတီထက်ကြလာတာဘူးမပို့တာအမကိုမေးလိုက်ပါတော့ကွာဘာဆက်လို့ဘာဆက်မလဲကို့ကိုချစ်တဲ့ကောင်မလေးကလည်းကို့ကိုချစ်တယ်ဆိုတဲ့အကြောင်းကိုဝန်ခံပြီးကိုကလည်းရီးစားအောင်မမေ့နိုင်သေးဘူးဆိုပြီးတော့ဒီကောင်မလေးကိုပြောလိုက်ပြီးရီးသားဟောင်းဖြစ်တဲ့သူကလည်းအမကိုမေးလိုက်ပါတော့ဆိုပြီးတော့လာပြောပြီသိရောဘာမှလုပ်မရထပ်ပြီးတော့ခံစားပြီးတော့ထပ်ပြီးတော့လွမ်းပြီးတော့ထပ်ပြီးတော့ပြန်လာမလားဆိုပြီးတော့စောင့်ပေါ့ဒါပဲရှိတယ်ဒါပေမဲ့ဒီပရာသာစိတ်သက်ကိုတော့လေးစားပါတယ်မမေ့နိုင်တာမမေ့နိုင်သေးဘူးဆိုတဲ့အကြောင်းကိုချစ်တဲ့ကောင်မလေးကိုပုံမှန်လေးပြောပြပြီးညင်းတယ်ကောင်းကောင်းမွန်မွန်ပြောပြပြီးညင်းတယ်တကယ်လေးစားပါတယ်တကယ်လေးသားပါတယ်ဒီမှာတော့စင်တော့လေးသားတယ်ရည်စရာတော့မဟုတ်ခဲ့ဒါပေမဲ့မိုက်တယ်နော်ကချီတယ်ဘယ်လိုခေါ်လို့တန်းစာဒီအောက်မှာကားရိုက်လို့ဆိုတော့ဘယ်လိုခေါ်မလို့အောက်တန်းစာဟုတ်တယ်အောက်တန်းစာဘလို့ကချီတယ်ဘယ်လိုခေါ်လို့တန်းစာဒီအောက်မှာကားနေမကချီတယ်ဘလို့ခေါ်တာတွေကိုဒန်းစာတွေကိုခဏထောင်ကြောက်တင်မှုမှာရေးထားတဲ့စာဖတ်ပြန်မယ်စကားများသူစရင်ခက်စီသူဒါတော့ကောင်းခန့်နဲ့ငါနဲ့ပါဆိုင်လို့လေလို့အောင်ချင်းမင်းဝင်းဤကျော်တဲ့ငါအဲ့လောက်စကားများလို့လားငါလည်းအဲ့လောက်စကားမများပါငါအင်္ဂါသားဆိုရင်ငါအဲ့လောက်ဒီစကားကိုအဲ့လိုမျိုးအများကြီးတွေ့နေရတယ်ပြောတတ်တယ်မပါဘူးဘာလို့ငါ့ကိုစကားများတဲ့ဆယ်နေကိုထဲတာငါတကယ်စကားမများဘူးခက်စီသူကထားတာရုပ်ရှင်မလားကောင်းခန့်ငါလို့ငါ့ကိုစကားများတဲ့ထဲမှာထည့်ပြီးရေးတာငါပုံမှန်ဆိုစကားများနေရှိမိမဆိုစကားကိုလေးလုံးဝရအောင်ပြောတာငါလည်းစကားမများပဲအဲ့ဒါရင်တော့မကောင်းပါဘူးထပ်ထားတော့ကားရှိတယ်ကိုဒန်းစာအဲ့လိုဆိုတော့ဘယ်လိုခေါ်မလို့အောက်တန်းစာဆရာမကားတယ်ကားကြည့်တယ်ကိုကြတော့အောက်တန်းစာဟုတ်တယ်အောက်တန်းစာနော်အဲ့ဆိုတော့အောက်မှာကားလို့အောက်တန်းစာအဲ့ဒါပေါ့နော်စင်ပေါ်မှာကားတယ်လို့ဆိုတော့အပေါ်တန်းစာရှေ့ကိုဘယ်လိုခေါ် in front of အဲ့ဆိုရင်အရှေ့မြောက်ဆိုရင် in front of monkey ဟမ်အရှိကို in front ဟုတ်ပါအရှိမြောက်ကိုဘလို့ပြလို့ in front ဟုတ်အေးဘောin front အရှိမြောက်က monkey မနဲ့အဲ့ဆိုအရှိက in front of မြောက်ကျတော့ monkey အရှိမြောက်ဆိုတော့ in front of monkey okay ဟုတ်တယ်နော်အရှိကခုနကဘာလဲ in front of တောင်ကျတော့ mountain အရှိတောင်ကျတော့ in front of mountain NURSE NAS ကိုပမာလို့ဘယ်လိုခေါ်နမအဲ့ဆိုရင် DOCTOR တောက်ထောကြတော့ဘာလို့ခေါ်လို့နတ်တီတို့ရနော် that's my DOCDOR ဒေါက်တာwhat number ဒီဘက်ကနတ်တီဒေါက်တာနတ်တီတဲ့
ဟုတ်တာ DOCDO ကဒေါက်တာ DOCDO ကဒေါက်တာနတ်ဒီရုပ်ဆရာဝန်ဒီကလေးတွေဒီဗီဒီယိုကြည့်တယ်ဆိုတော့အတွေ့အမှားနဲ့နော် DOCDO ကဆိုတာဒေါက်တာခုန infra အောင်မန်ကြီးရလည်းတကယ်မဟုတ်ဘူးတော့ဒါဟာသားအနေနဲ့ပဲကြည့်တော့ကလေးတွေဒါဒေါက်တာနတ်ဒီရဲ့အေးကွာ